ကဲဒီနေ့ဆရာတို့ Tom and Jerry လေးဆွဲကြမယ်ဟဲ့လားနော်ဆွဲဖို့အတွက်ဆိုရင်ဒီအခြေခံဒီ shape လေးတွေရင်ဆွဲကြည့်ဖို့ဟုတ်လားနော်ဒီ shape လေးကအခြေခံပဲဒီ shape လေးပေါ်အခြေခံပြီးတော့ဆရာတို့အပေါ်ကနေပြီးတော့ထပ်ဆွဲကြည့်ကြမယ်နော်ထပ်ဆွဲကြည့်ကြမယ်ဆိုတော့ဒါလေးက circle လေးတွေနော် oval လေးတွေနော် line လေးတွေနဲ့ပဲဆွဲသွားတာဒီပေါ်မှာမူတည်ပြီးတော့ဆရာတို့ကသူ့ကိုအပေါ်ကနေပြီးတော့ထပ်ဆွဲကြည့်ကြမယ်ဒါကအောက်ခြေအခြေခံလေးပေါ့နော်ပြီးတကောင်ချင်းစီတဆွဲကြည့်မယ်နော်ပြီးမှဆရာဒီကောင်ရဲ့နေရွက်လေးစဆွဲမယ်ဟလားတော်မွေးနေရွက်လေးစဆွဲမယ်ရောသူ့ရဲ့သပင်ဆွဲမယ်နော်သပင်ကโอเคသပင်ဆွဲပြီးသွားရင်သပင်ကနည်းနည်းလေးပဲထပ်ဆွဲမယ်တပင်နော်နှစ်ပင်လောက်ပဲဆွဲမယ်ကွာနော်ပြီးတော့သူနှာခေါင်းဆွဲမယ်နော်နှာခေါင်းကဒီနားမှာမလားခေါင်းဒီနားမှာတော့ဒီလိုလေးဆွဲလိုက်ပေါ့နော်ပြီးသွားရင်သူခေါင်းကဒီထိရောက်လာမယ်နော်ခေါင်းလေးကိုလုံးနေအောင်ဆွဲလိုက်ခေါင်းလေးကိုလုံးနေအောင်ဆွဲရရေးကြည့်ပြီးသူဘာကိုဆွဲမယ်နော်ဘာအမွေးလေးဆွဲမယ်ဟုတ်လားအမွေးကနော်ဘာမွေးလေးဆွဲမယ်ပြီးရင်သူ့ရဲ့ပါးစပ်ကြီးဆွဲမယ်နော်ဒါပါးစပ်ရှိရမှာပါးစပ်ကဒီထိသွားတယ်ဟုတ်လားနော်နှာခေါင်းပေါ့ကဲပြီးတော့သူ့ရဲ့မေးစီဆွဲမယ်ဟုတ်လားမေးစီကဒီလိုသွားတယ်နော်မေးစီကနေဒီလိုဝိုက်သွားတယ်နော်အဲ့တော့သူ့ရဲ့နေရွက် line လေးဆွဲမယ်ဟုတ်လားနေရွက် line လည်းအဲ့တိုင်းပဲဒီလိုလေးဆွဲမယ်နော်သူနေရွက်လေးချွန်လေးဟုတ်လားဒီ guideline လေးတွေအတိုင်းလိုက်ဆွဲသွားရုံပဲနော်သူပါကမွေးတွေဆွဲမယ်ပါမွေးတွေက1 2နော်မွေးလေးတွေကိုလိုက်တဲ့လေးပဲဆွဲသွားမယ်ဟုတ်လားဒါကသူ့ရဲ့နှာခေါင်းနော်နှာခေါင်းတော့ခေါင်းဒါမွေးတွေပေါ့နော်ဒါသူ့ရဲ့ပါဖြစ်မယ်ပါမွေးတွေပေါ့နော်ပါမွေးတွေပြီးတော့နှာခေါင်းနဲ့ဒီနှာခေါင်းနဲ့လေးဒါနှာခေါင်းနေရနော်ခေါင်းနေရဆိုတော့လူလေးဆွဲလိုက်ဒါအပြင်ကမြင်ရတဲ့ဟာပေါ့နော်ဒါမေးစီဒါပါးစပ်နော်ပြီးသူရဲ့နေရွက်တွင်းနဲ့အမွေးတွေဆွဲမယ်လေနေရွက်တွင်းနဲ့အမွေးတွေကိုဒါလေးကိုရွက်တွင်းနဲ့ဒီလိုအမွေးတွေကောက်လေးတွေနော်အဲ့ဒါလေးတွေကတော့သေးစိတ်တယ်ဆိုတော့နည်းနည်းလေးတည်ထားပြီးဆွဲနော်ဒါတို့ရဲ့နေရွက်တွင်းနဲ့ဟာလေးပေါ့နော်โอเคဒီတော့ရင်သူခေါင်းရက်လို့ရှိတယ်နော်ဒီခေါင်းနော်အဲ့ဒါတော့စင်ပြေတော့ပဲလိုက်တဲ့ဆွဲလိုက်လားနော်ဒီခေါင်းကလို့ shape လေးရှိတယ်သူကနေရွက်ကချွန်လေးနော်ဒါလေးကိုပြီးသားဆွဲလိုက်ပြီးတော့ရင်
Jerry ရဲ့ခေါင်းလေးဆွဲမယ်နော် Jerry ရဲ့ခေါင်းလေးလည်းအဲ့ဒီတိုင်းပဲသူရဲ့ခေါင်းကသပင်လေးကိုဆွဲမယ်နော်ခေါင်းသပင်လေးထွားသပင်လေးကအပေါ်တက်နေတာပေါ့နော်အမောက်ကလေးဖြစ်နေမောက်ကလေးဖြစ်နေတာပြီးတော့ဆက်လိုက်ပေါ့နော်သူသပင်လေးတွေကဒီလိုလေးတွေဟုတ်လားနော်အဲ့လိုလေးဖြစ်မှာလှပြီးသူနှာခေါင်းတော့လေးဆွဲမယ်နော်ပြီးသူခေါင်းကြီးကိုဆွဲချလာမယ်နော်ပြီးသွားရင်သူပါးစပ်ဟုတ်လားဒီနှာခေါင်းနေရာလေးပေါ့ဒါမျက်လုံးရဲ့ဟွာပေါ့အရစ်ကလေးပေါ့ဟုတ်လားနော်ပြီးတော့ရင်ဒီသူ့ပါးစပ်လေးဆွဲမယ်ပါးစပ်လေးကပြီးတော့သူပါးလေးကဒီမှာပိတ်သွားမယ်နော်ပါးကိုဟုတ်လားပြီးတော့သူ့နှရွက်ကြီးဆွဲမယ်နှရွက်ကလည်းအဲ့ဒီတိုင်းပဲဒီပေးထားတဲ့ guideline လေးတိုင်းပဲဆွဲသွားမယ်နော် guideline လေးမှာဒါလေးကိုဖြတ်လိုက်နော်ဒါသူနှရွက် shape ပေါ့နှရွက် shape ကကိုယ်လေးဖြစ်မယ်နော်ဒါသူနှရွက်တွင်းနေရနေရပေါ့ပြီးရင်သူရဲ့ဒါကမေးစီလေးပေါ့နော်ဒီလိုလေးပိတ်သွားမယ်ဒါသူနှရွက်လေးနော်ပြီးသွားရင်နောက်တစ်ဆင့်ကသူမျက်လုံးတွေဆွဲမယ်နော်မျက်လုံးတွေအတွင်းထဲကမျက်လုံးတွေထည့်မယ်နှရွက်ကြီးကိုတော်မွဲနှရွက်ကြီးကိုအလိုက်တင်နေပါနော် guideline လေးတိုင်းပဲဆွဲသွားမယ်နော်ဒီထီပေါ့ဟုတ်လားဒီဆွဲသွားတယ်သူနှရွက်ကလေနော်အဲ့ guideline တိုင်းပဲဆွဲသွားလိုက်အောင်ပဲပြီးသွားရင်ဒီကောင်းရဲ့နှာခေါင်းကဒီနောက်မှာနှာခေါင်းလုံးလုံးဟုတ်လားနော်နှာခေါင်းကိုတရိကန်လေးဆွဲမယ်နော်ပြီးသွားရင်ဒီမှာဒါလေးဆွဲလိုက်မယ်အဲ့သူရဲ့မျက်အရစ်လေးပေါ်မှာသူမျက်လုံးကြီးဆွဲလိုက်မယ်မျက်လုံးလုံးလေးဆွဲပေါ့အဲ့ဒါမှတော်နဲ့တူသွားမှာနော်ပြီးတော့ဒီဘက်တစ်ချမ်းကလည်းမျက်လုံးထပ်ဆွဲမျက်လုံး white လေး white လိုက်ပြီးတော့သူ့မျက်လုံးကတရက်နော်ဒီဘက်ကနှစ်ရက်ဒီတော့ဒီဘက်ကိုဟိုဘက်ကိုကြည့်နေတယ်ဆိုတော့အရက်ကအဲ့လိုပေါ့နော်မျက်လုံးရဲ့အရက်တွေကဒီလိုအရက်စီသွားမှာနော်တုံးနဲ့မတူဘဲနဲ့နေမျက်လုံးလေးတွေတိချလုံးအောင်ဆွဲโอเคနော်ပြီးတော့သူအလဲကခေါင်းကလေမွေလေးအဲ့ဒီထက်ပြီးသူရဲ့မျက်ခုံးလေးထက်လေမျက်ခုံးလေးထက်မျက်ခုံးမွေးလေးထက်တုံးလေးထက်လိုက်ပြီးသွားရင်သူဒါပါးစပ်လေးဟုတ်လားဒါပါးစပ်နေရာကိုပါးကနော်ဒါပါးလိုင်းလေးဒီမှာတော့နေနော်ပြီးသွားရင်ဒါပါးစပ်ဟုတ်လားပါးလိုင်းဒီကနေပြီးတော့လို့ဆင်းသွားမယ်နော်ဆင်းသွားပြီးတော့ရှာလေးထည့်လိုက်ပေါ့နော်ဒါသူစိတ်ဒါအပြင်ကဟာနော်ပြင်ကဟာ
နှာခေါင်းကိုလုံးနေအောင်ဆွဲနော်သူကဒီလိုရှိမယ်ဒီလိုရှိမယ်နော်သူဒီမှာလေ shape လေးနှစ်ခုပေါ့နော်အဲ့ဒါလေးကိုပေါ်အောင်ဆွဲအဲ့ဒါမှလှမှာဒီကောင်လေးကိုဖျက်လိုက်မယ်ဆရာခဏလေးနော်ဒါသူ့ရဲ့ဘာကြီးပေါ့ဟလာဘာလိုချုံကြွားတယ်သူ့ရဲ့နှာခေါင်းမွေးနေရလေနှာခေါင်းမွေးနေရလေနှာခေါင်းမွေးကဒီမွေးတွေကဒီဘာမှလာဆက်ဘာမှလာဆက်တော့မှဟလာနော်မွေးတွေအဲ့လိုဖြစ်ပေါ့ဒါလေးကိုဖြတ်လိုက်လိုလေးဆက်လိုက်တော့မှသူ့မွေးတွေကဒီချောင်းဆွဲလိုက်ပေါ့သူ့မွေးကတောင်ငယ်မွေးကသူကနည်းနည်းလေးထူကြတယ်နော်သူ့မွေးကโอเคနော်လောက်ဆိုရပြီနော်ပါယူဖောင်းလိုက်ဒါနှာခေါင်းကြီးပေါ့နော်နှာခေါင်းတရီကန်လေးဟုတ်လားနော်โอเคဒါနဲ့ယူကခေါင်းနေပြီးသွားပြီယူကနေခေါင်းနေပြီးသွားပြီတော့ဒီမှာဂျယ်ရီရဲ့မျက်လုံးလေးလည်းဆွဲမယ်အဲ့တိုင်းပဲခုနအတိုင်းပဲနှာခေါင်းလေးဆွဲမယ်နော်နှာခေါင်းလိုင်းလေးမှာနှာခေါင်းလေးကိုဆွဲလိုက်မယ်ခေါင်းလေးဆွဲမယ်အဲ့မှာနှာခေါင်းလိုင်းလေးပေါ်မှာသူမျက်လုံးလေးဆွဲမယ်နော်ဒီဘက်ကလည်းမျက်လုံးလေးဆွဲမယ်ဟိုတွင်းနေဆိုတော့မျက်လုံးလေးလေးတည်သွားမှာပြီးသွားရင်ဟာလာမျက်လုံးကိုရတယ်နော်နှစ်ထပ်ဆွဲလိုက်ပေါ့ဟာဂျယ်ရီကမျက်လုံးကအတွင်းထဲကမျက်စိုက်တစ်ခုလေးပဲနော်ဒါလေးပေါ့ပြီးတော့သူက eyelash လေးပါမယ်eyelash လေးပါထည့်ဆွဲeyelash လေးပေါ့ပြီးတော့သူပါးစပ်လေးဆွဲမယ်နော်ပါးယူလေးဆွဲလိုက်မယ်ပါးလေးဖောင်းလေးနော်သူရဲ့နှာခေါင်းကြီးပေါ့ဟုတ်သူကဒီလိုနှာခေါင်းတွေကရှေ့ကခြုံလေးအဲ့ဒါလေးကိုပေါ်အောင်ဆွဲပြီးတော့ဒါလေးပါးစပ်လေးနော်ဒါသူပါးစပ်လေးဒီမှာဒါပါးစပ်ကဲအတွင်းထဲကသူရှာလေးဆွဲမယ်နော်အဲ့သူမေးစီလေးဖြစ်မှာနော်မေးစီဒီမှာဒါမားနေမာကသူပါလေးပြီးသွားရင်တော့မေးစီလေးလာမေးစီလေးပြီးတော့မှဒီကောင်လေးကသူ့ရဲ့ဟွာလေးပေါ့မေးစီလေးဒါပါလေးပါယူလေးeasy ပိတ်သွားမယ်โอเคနော်ဒါဂျယ်ရီတူတော့ပြီးတော့သူ့ရဲ့ညခုံမွေးလေးထည့်လိုက်ပေါ့ဟုတ်လားနော်ပြီးသွားသူ့ရဲ့နှရွယ်လေးထည့်လိုက်ပေါ့ဒါဂျယ်ရီရဲ့နှရွယ်လေးပေါ့နော်နှရွယ်လေးရသွားโอเคနော်ဒါတော့မြက်ခေါင်းရဲ့ပြီးသွားရင်ဆရာတို့သူကိုယ်လုံးကြီးဆွဲမယ်နော်တော်မဲ့ကိုယ်လုံးကြီးကဒီလိုနားလေးလိုလေးဆက်လိုက်ပေါ့သူနဲ့သူဆက်လိုက်ပေါ်ထိသွားမယ်
နော်ဒီလိုသွားမယ်ဒါသူရဲ့ body ပေါ့တောင်ရဲ့ body ဒီသွားရင်ဘယ်ဒီသွားမလဲဆိုတော့ဒီအလုံးလေးလုံးလိုက်မယ်ချိုးလေးကြမှာလှမှာဟာချိုးကြအောင်ဆွဲရတောင်ရဲ့ body ပြီးသွားရင်သူတဝက်လောက်ကိုသွားမယ်ဟာတဝက်လောက်ကိုဝိုင်းသွားပြီးတော့သူဘိုက်သားလေးလေဘိုက်သားလေးကိုဆွဲနေဟုတ်လားဒီနားမှာသူရဲ့လေပင်ရက်လေးပေါ့လားလေပင်ကအရက်လေးတွေကိုဆွဲချသွားလိုက်ဟုတ်လားနော်သူမွေးလေးတွေဖြစ်ပေါ့အမွေးလေးတွေနည်းနည်းလေးထည့်လိုက်ပေါ့ဒီမှာလည်းသူမွေးလေးရှိပေါ့မွေးလေးကော်မီထည့်လိုက်ပေါ့မွေးလေးနော်သူရဲ့ body ရပြီ body ရပြီတော့ cherry ရဲ့ body လည်းဒီမှာဆွဲမယ် cherry ရလည်းဒီမှာဒီနားမှာသူ body လေးရှိမယ် shape လေးဆွဲလိုက်မယ်သူကဒီထိသွားမယ်ဟာလားဘူဒီလို့ပုံစံလေးပေါ့နော်သူရင်ပတ်လေးကဒီဘက်လေးနည်းနည်းရောက်မယ်နော်ဒီဘက်ကိုနည်းနည်းလေးချီလိုက်မောင်းလိုက်တင်လေးပါနော်ခေါင်းလေးလည်းဒီတိုင်းပဲနော်ဘူဒီလို့ပုံစံလေးပေါ့white ကလေးပေါ့လုံးလုံးလေးပေါ့okay နော် okay သူ body လေးဆွဲပြီးသွားရင်နောက်ပါဆွဲလက်လေးတွေဆွဲမယ်ဟာလက်ကဒီကနေပြီးတော့သူရဲ့လက်ဟာလက်ကမွေလေးပါထည့်ဆွဲနော်မွေလေးတွေကဒီလိုလေးနော်မွေလေးတွေပြီးသွားရင်သူလက်ကဒီဟိုမှာလာပိတ်နော်သူလက်မကြီးဆွဲမယ်လက်မကိုလည်းလိုက်တင်လေးပဲလက်မကလည်းကြည့်မယ်လက်မလေးကိုကြီးလေးဆွဲပြီးတော့ဒီမှာဒီလိုလေးပိတ်လိုက်မယ်လက်မလေးလုံးလုံးလေးပေါ့လက်မရနေနဲ့ကြီးသွားတောင်းငယ်လက်မဒါတော့ကိုယ့်ကိုစင်ပြေတယ်လို့ဆွဲနော်ပြီးတော့သူလက်ညှိုးလေးကဒီမှာတစ်ခုရှိမယ်နော်ဒီခြုံလေးရသူ့ရဲ့လက်ထိတ်လေးပဲနော်လက်ထိတ်လေးပြီးတော့သူ့ရဲ့လက်သန်းလေးပေါ်အောင်ဆွဲမယ်နော်လက်သန်းကဒီမှာသူလက်မဒီလိုခုံးသွားတယ်ဒီလက်သန်းဒီမှာလာပိတ်နော်လက်သန်းနဲ့ကောက်လက်သန်းလေးပြန်ဆွဲလိုက်ဒါလက်ခုံလေးပေါ့လက်ခုံလေးဖြစ်မယ်လက်သန်းလေးတန်းလေးဒီမှာဒီလိုလေးပိတ်လိုက်ပေါ့โอเคဘက်ထရီတော့ကုန်တော့နော်ကဲမြင်လေးဆွဲလိုက်ပြီးတော့သူရဲ့လေပင်လေးဆွဲမယ်လေပင်လေးရငါပိတ်မယ်နော်သူဒါလက်မောင်းကြီးသူရဲ့လက်မောင်းဆွဲပြီ
မောင်းဒီလိုဝိုင်းပြီးတော့ဒီမောင်းဒီထိလက်မောင်းဟိုကောကြည့်နေလေကြည့်နေတော့ဒီဒါလက်ကြီးချမ်းနော်သူလက်ရှိတဲ့ဟာကဒီလိုကြီးနော်သူရဲ့လက်ဖက်နှောင်းကြီးဖြစ်မယ်လက်ဖက်နှောင်းကြီးကကွေးပြီးတော့ဒီလိုကြီးဖြစ်မှာလက်ဖက်နှောင်းကြီးကွေးပြီးတော့သူလက်တန်းနော်လက်တန်းပြီးတော့ဒီဘက်မှာဒီလိုဖြစ်မှာသူလက်ညိုးပေါ့သူရဲ့အလဲကလက်ခလဲယူဆွဲမယ်နော်လက်ခလဲကဒီလိုဖြစ်မှာနော်ပြီးတော့ဒါသူရဲ့အတွဲနဲ့လက်အရစ်လေးပေါ့နော်မဒီကောင်ဖုံးနေတာလက်မောက်ဖုံးသွားတာလက်မောက်ဖုံးပြီးတော့ဒီလိုလေးဖြစ်သွားမှာအဲ့ဒါမှနော်ဒါလေးတွေကတိတ်စိတ်လေးထိထားပြီးဆွဲပေါ့နော်โอเคပြီးသွားရင်သူဒါကသူရဲ့လက်ဖက်နှောင်းဖြစ်မယ်အလဲကလက်အရစ်လေးတွေဖြစ်မယ်နော်โอเคနော်ဒါလက်ဆွဲလို့ပြီးသွားရင်တွဲနေကဒါသူရဲ့ frame ကိုဆွဲမယ်နော်လက် frame ကဒီကနေပြီးတော့ဒီမှာဟုတ်လားသူရဲ့အမွေးလေးတွေထည့်လိုက်ပေါ့မွေးကဒါတော့မွေးပေါ့ကျောင်းရဲ့မွေးပြီးသွားရင်နော်လက်ကြီးဆွဲပြီးသွားရင်နောက်တစ်ဆင့်ကသူရဲ့ body ရုပ်ဆွဲမယ် body ရတဲ့ဒီတိုင်းပဲဟုတ်က line လေးတွေတိုင်းပဲလိုက်ဆွဲလိုက်ရလား line လေးတွေတိုင်းဒီမှာဆွဲသွားနော်တဖိန်လေးကလုံးလေးပေါ့နော်တင်ပါလေးကလုံးလေးပြီးသွားရင်သူခြေထောက်ကြီးဆွဲမယ်သူရဲ့ဒါဒီသူရဲ့ခြေထောက်ကဒီလိုဝိုင်းလိုက်ပေါ့နော်ဟုတ်ကဒါလေးကိုညီနေအောင်ဆွဲโอเคနော်ပြီးသွားရင်သူခြေထောက်ကဒီလိုထွားမယ်ထွားပြီးသွားရင်သူရဲ့ခြေထောက်မွေးတွေပေါ့ဒါဒီမှာလာဆုံးသွားမယ်ဆုံးတဲ့အောင်သူဒီခြေထောက်ကဒူးကောင်းပေါ့ဟုတ်လားဒူးကောင်းဒီလိုလေးခြုံပြီးတော့ဒီမှာလာပိတ်နော်ဒါဒူးကောင်းလေးကကွေးလေးတော်မဲ့ဒူးကောင်းလေးကနဲ့ထပ်ကွေးလိုက်နော်ထပ်ကွေးလိုက်တော့မှလှဟိုလေးကွေးပြီးတော့နော်သူခြေတော့ပေါ့ခြေတော့ပြီးတော့သူရဲ့ခြေမလေးဆွဲမယ်တစ်လုံးနောက်ခြေမတစ်လုံးဆွဲမယ်ပြီးတော့နော်သူခြေတော့က3ချောင်းပဲရှိတယ်နော်သူရဲ့ဟိုကခြေတန်းလေးလားခြေတန်းလေးက3ချောင်းပဲရှိသူပြီးတော့ဖနှောင်းကြီးဆွဲလိုက်ပေါ့နော်ဖနှောင်းဆွဲပြီးတော့ဒီမှာပိတ်လိုက်ပေါ့နော်ဒါသူမွေးဖြစ်မှာပေါ့မွေးဖြစ်မှာโอเคနော်ပြီးသွားရင်ခြေထောက်ကိုလည်းဒီလိုဆွဲလိုက်ပေါ့ဆွဲပြီးတော့ဒီမှာမွေးလေးတွေထည့်လိုက်မွေးလေးဆွဲနေရင်လည်းမွေးလေးထည့်လိုက်ကြိုက်သေးပြန်ဆွဲလိုက်မယ်နော်သူကဒီ
ဒီရေလောက်ကနေဆွဲမှာနော်ဒီလိုလေးရေလောက်ကနေဆွဲမှာလှသူခြေတော့နော်ခြေတော့ကမွေးတွေဆွဲသွားမယ်သူရဲ့ခြေမကြီးဆွဲမယ်နောက်တစ်လုံးထပ်ဆွဲမယ်ခြေမနောက်လုံးဆွဲမယ်ပြီးသွားရင်နော်သူကခြေတော့လိုက်တင်နေပဲနော်လိုက်တင်နေသူခြေဖနှောင်းလေးဖြစ်မှာချယ်ရီတဲ့ကိုလုံးလေးလည်းအဲ့တိုင်းပဲခါလေးပါမယ်ဒီဝိုင်းသူကဒီလိုလေးဖြောင်းလေးသွားမယ်နော်လုံးလေးသွားပြီးတော့သူကသူ့ရဲ့ခြေတော်လေးကဒီမှာနော်သူခြေမလေးရဒီလိုလေးလုံလေးပေါ့နော်ပြီးတော့သူပေါင်လေးရှိမယ်နော်ပေါင်လေးအရစ်ကလေးရှိမယ်ပြီးတော့သူခြေချောင်းလေးဆွဲလိုက်မယ်ဟုတ်လားခြေတွင်းနဲ့အရစ်ကလေးတွေဆွဲမယ်နော်ပြီးတော့သူလက်လေးဆွဲအောင်မယ်နော်သူလက်တွေလည်းအဲ့တိုင်းပဲလက်ကလေးတွေလက်မလေးဆွဲမယ်နော်လက်ချောင်းလေးဆွဲမယ်ပြီးသွားရင်သူဒီထိပ်ပေါ်ထီကိုဆွဲချလာတယ်ဟာနော်အဲ့ဒါမှပြီးတော့ဒီဘက်ကလက်ကလည်းဒီတိုင်းပဲလက်ဒီလေးစုပ်ထားတဲ့ပုံစံလေးပေါ့နော်လက်ဒီလေးစုပ်ထားတယ်ပြီးတော့ဒီဒုက္ခလေးလက်လေးကကားလေးနော်လက်မောင်းလေးကအရင်လေးကရှူသွားပြီးတော့ဟုတ်လားပြီးတော့မှသူ့ရဲ့အမီးတွေဆွဲပေါ့အမီးလေးထည့်လိုက်ပေါ့ဟုတ်လားနော်ပြီးတော့သူ့ရဲ့အမီးလေးလည်းထည့်လိုက်ပေါ့အမီးလေးဆွဲလိုက်ပေါ့တောင်းရဲ့အမီးလေးနော်ဒီရောက်ဆိုရလောက်ပြီးလို့ထည့်ပြီးတော့ရင်သူ့ရဲ့ပါအမွေးလေးဆွဲမယ်သူနှခေါင်းနော်သူရဲ့ဟာလာwhiskers တွေဆွဲမှာအမီးရသေးနေတယ်မီးကိုကြီးဆွဲရမယ်နော်မီးကိုကြီးလေးဆွဲရမယ်ဒါလည်းသူလည်း whiskers လေးထည့်whiskers လေးနဲ့ချောင်းစီထည့်နော်ရန်သေးသွားတယ်တော်မရဲ့မီးရရန်သေးသွားတယ်ပြန်ပြီးတော့ကြီးလိုက်မီးကိုဘယ်လောက်ထိဆွဲမလဲဆိုတော့ဒီကနေပြီးတော့ဒီလိုလေးဆွဲမယ်ပြီးတော့ပေါင်ရင်းကနေဒီလိုလေးအရင်အမွေးလေးကသူကဖွာလေးနော်တကယ်အမီးရလုံးဆွဲပြီးလိုလေးချွန်လေးတက်သွားအောင်နော်ဒီတော့သူအမွေးလေးထည့်လိုက်ပေါ့ကွာโอเคဒါဆိုတော့တော်နဲ့ဂျယ်ရီလေးရသွားပါပြီနော်ဒါနောက်ဆုံးဆင့်ရပါလားနော်သူရဲ့
ခြေထောက်လေးတွေဒီခြေထောက်ကိုနည်းနည်းကြည့်ရအောင်ဆရာခြေထောက်ကမကြည့်ဘူးဖြစ်နေနော်ဒီခြေထောက်လေးနည်းနည်းကြည့်လိုက်မယ်သုံးမရှိတဲ့ဒီကခြေထောက်ကရှေ့ခြေထောက်ကိုနည်းနည်းကြည့်လိုက်မယ်ခြေထောက်လေးနည်းနည်းကြီးလေးဆွဲလိုက်မယ်အမှသူကတွန်းခြေထောက်လေးတွေတော့နော်ပြီးသွားရင်အလိုက်တင်လေးပဲဒီအားနေပြီးကွေးပြီးတော့အဲ့ဒါမှလှပါနော်ချယ်ရီတို့လက်လေးလည်းရပြီနော်အဲ့တော့လက်ဘွားလေးဖြန့်ထားမှာလက်ဘွားလေးဖြန့်ထားရဲဆိုတော့ဒီနားလေးကိုတေချာလေးပြန်ဆွဲလိုက်နော်သူလက်ဘွားဖြန့်တဲ့ဟာကဒီလိုလေးတွန်းလေးကနေဒီလိုလေးသွားနော်ဒီတော့မှသူလက်ကလေးကနှစ်ချောင်းလေးရှိမယ်လက်ကလေးကိုတေချာပြန်ဆွဲလိုက်ဒီမှာဒါသူလက်ညှိုးလေးဖြစ်မယ်ဒါလက်ကလေးလေးဖြစ်မယ်နော်သူကလက်ကလေးတွေ၃ချောင်းမရှိတယ်နော်၄ချောင်းမရှိတော့နော်အဲ့ဒါလေးပေါ်အောင်ဆွဲလိုက်ဒါလက်ခုံလေးပေါ့โอเคနော်โอเคဘာကြံအောင်မလဲနော်အဲ့ဒါဆိုဆရာတို့ကာလာလေးချယ်လို့ရပြီTom and Jerry Tom ကိုဘာရောင်ထည့်မလဲTom နဲ့ Jerry နဲ့ကာလာလေးဆရာရှာကြည့်အောင်Tom and Jerry Tom ရဲ့သူ့ရဲ့ခေါင်းကအရောင်ကမီးခိုးရောင်လေးဟဲ့လားမီးခိုးရောင်လေးထည့်မှာပါသူပြာရောင်တန်းတဲ့မီးခိုးလေးပေါ့နော်ပြာဘတ်တန်းတဲ့မီးခိုးရောင်နော်သူရောလက်ကြီးပါပါဒီမှာမဆက်လို့ဒီမှာထပ်ဆက်လိုက်အောင်ဒီမှာဆက်ထားမှရအောင်နော်ဒီမှာပိတ်ထားမှရအောင်အဲ့တော့ဒီရောင်ဖြစ်မယ်နော်သူအမီးရလဲရောင်ဖြစ်မယ်ဒါသူခြေထောက်ရောင်နော်တွင်းတဲ့ဟာလည်းနည်းနည်းယော်လိုက်ပေါ့နော်အပေါ်လေးလင်းလိုက်ဒါသူရဲ့ဘိုက်ကအရောင်လေးပေါ့အဖြူရောင်ဘက်ကိုနည်းနည်းသွားမှာနော်โอเคပြီးတော့သူမျက်လုံးကအဝါရောင်ဖြစ်မှာမျက်လုံးကအဝါရောင်နော်မျက်လုံးအဝါရောင်တွင်းနဲ့စိမ်းရောင်လေးထည့်စိမ်းနဲ့ရင့်လိုက်နော်စိမ်းတောက်ကြီးမှာမို့တောက်လေးထည့်လိုက်လည်းရနော်ကတ်တော့ရောင်ဆိုတော့တောက်လေးထည့်လိုက်ပေါ့စိမ်းရောင် oh my goodness စိမ်းရောင်ဟိုတွင်းထဲကရောင်ကမျက်လုံးရောင်ကအမဲရောင်ပေါ့မဲထည့်လိုက်ပေါ့ဟောသူပါအောင်ချေအောင်နော်နှခမ်းမွေးတွေဟိုသူပစံတွေကဖြူတွေပေါ့ရှာကအနီရောင်ပေါ့နော်အနီရောင်လေးပေါ့သူအ
အတွင်းနဲ့ကနှစ်ရွက်ရောင်ကနှစ်ရွက်အတွင်းနဲ့ကရောင်ပန်းရောင်လေပန်းရောင်အနီးဘက်သွားတယ်ပန်းရောင်ပင့်ပန်းရောင်ဟာနော်ဒီရောင်လည်းမဟုတ်သေးဘူးရောင်အနီးဘက်သွားတယ်ရောင်ဒီရောင်တော့ပေါ့ဟာနော်သူနှစ်ရွက်ရောင်နော်နှစ်ရွက်ဖြစ်သွားโอเคသူနှာခေါင်းကြတော့အနက်ရောင်ချင်မယ်ပြီးတော့အဖြူလေးထည့်လိုက်ပေါ့နော်သူအပေါ်ကအဖြူလေးပေါ့နော်ဒါပါတော့လက်တို့ကတော့လက်ကအဖြူရောင်ဖြစ်မှာဟုတ်ဒီမှာမပိတ်ထားလို့ဒီမှာပိတ်ထားပြအောင်လက်ကအဖြူရောင်ဒါလေးတွေပိတ်ထားမှရမှာoh what happened ဖြူရောင်ထည့်ပါမယ်ဆိုမှလက်ကရောင်နေအကုန်ပိတ်လိုက်ကွာဒီမှာလည်းပိတ်ထားမယ်ပိတ်ထားမယ်ကဲဖြူရောင်ထည့်ကြည့်မယ် oh my goodness ဘယ်လိုဖြစ်လဲဒီမှာလည်းပိတ်ထားပြီးသွားပြီပိတ်ထားပြီးသွားတဲ့ဟာကိုရောင်သူ့ဖြူရောင်ထည့်လို့မရပါဖြစ်တယ်မသိလက်ကဖြူရောင်ပေါ့နော်ကဲလောက်ဆိုရပါလက်ကတည်းကမဖြူသေးဘူးဖြစ်တယ်ဆလတ်ကိုတေချာမှတ်ပြီးတော့ပဲဖြည့်လိုက်တော့မယ်ဒီမှာတော့လေတေချာမှတ်လိုက်ပေါ့နော်ကဲမှတ်ပြီးတော့ဖြူရောင်လေးဖြည့်လိုက်တော့โอเคနော်ကဲပြီးတော့ဂျယ်ရီလေးဖြည့်မယ်ကွာဂျယ်ရီလေးကိုအရောင်လေးထည့်မယ်ဂျယ်ရီကသူကလိမ်မော်ရောင်လေးနော်လိမ်မော်ရောင်လေးထည့်မယ်ကဲလိမ်မော်ရောင်လေးထည့်လိမ်မော်ရောင်တော့အရန်လိမ်မော်တောက်လေးထည့်ပေါ့တောက်ကိုမှဒီဘက်ကိုသွားတဲ့ဟာရောင်လိုရောင်လေးပေါ့လိမ်မော်ရောင်ဒါဂျယ်ရီရဲ့ရောင်မယ်နော်နှစ်ရွက်ဒီထည့်မယ်ဘူဒီယာကာလာထည့်မယ်ဒါမှပိတ်ထားလို့နော်ပိတ်ထားလို့ဖြစ်တာဆရာတို့ line လေးတွေတခြားပိတ်ထားမှာကာလာဖြည့်လိုက်ဟာ line လေးတွေကမပိတ်ထားတော့ကြားတွေကနေထွက်လာနော်ကဲဒါဂျယ်ရီရဲ့ပါဇက်လေးထည့်မယ်နော်အတွင်းထဲကပါဇက်ကမဲရောင်လေးထည့်မယ်ရှာလေးကိုကြောက်လဲသူကအနီရောင်လေးထည့်မယ်နှာခေါင်းလေးကိုကြတော့ဒီပါးလေးတွေကသူ့ရဲ့ပါးလေးတွေအဖြူလေးပဲเนาะနှာခေါင်းလေးကြတော့အမဲရောင်လေးထည့်မယ်ပြီးတော့ highlight လေးထည့်လိုက်ပေါ့ကွာ highlight လေးနော်ဂျယ်ရီရဲ့မျက်လုံးလေးကမဲလေးပဲနော်ဂျယ်ရီရဲ့ရှင်းမဲ့ဒီမှာမဲလေးပဲဒါအဖြူ
နှာခေါင်းအရာဒီအရာကိုနည်းလေးဖြော်လိုက်ပေါ့အဖြူတိုင်းပဲကောင်းပါနော်အဖြူတိုင်းပဲကောင်းတယ်ဒီလိမ်မော်ရောင်ကိုအပြင်အားထည့်မယ်နော်တို့မီလေးကိုလည်းလိမ်မော်ရောင်လေးထည့်လိုက်နော်တွင်းထဲကရောင်လေးကနရွက်ကလည်းရောင်လေးထည့်လိုက်ပေါ့နရွက်ရောင်လေးကိုနည်းလေးပင့်ဘက်သွားတဲ့ဟာလေးရောင်ဖြော်လေးထည့်လိုက်ရောင်လိမ်မော်ရောင်ယူလိုက်ပြီးတော့လိမ်မော်ရောင်ပင့်ဘက်သွားလိုက်ပြီးတော့ဒီရောင်နော်ဒါမှတော်မြင့်နရွက်ရောင်မယူလိုက်တော့မှာတော့နရွက်နဲ့ဂျယ်ရီရဲ့နရွက်အတူလောက်ပဲပေါ့နော်ရောင်လေးโอเคသူဘိုက်ကဟာကလိမ်မော်ရောင်ဆိုလိမ်မော်ရောင်တောက်လေးထည့်လိုက်ပေါ့ဘိုက်ကရောင်လေးနော်โอเคနော်ကဲတောင်းမှဂျယ်ရီလေးဆွဲပြီးသွားနော်ဒါချိုးလေးတိုင်းလိုက်ဆွဲတာနော်မနေဆွဲရတယ်ကဲတော့သမီးလောလေ့ကျင့်ကြည့်ပေါ့နော်တောင်းမှဂျယ်ရီโอเคနောက် lesson တွေမှာပြန်တွေ့မယ်နော် see you at next lesson bye bye